ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း14ပေါ့နော်ထိုင်းစကားပြောအပိုင်း14ထိုင်းစကားပြောကိုတစ်ကနေတင်လာရှိတာပေါ့နော်ဒီထိုင်းစကားပြောကိုအပိုင်းလိုက်နေ့တိုင်းတင်ပြောမှာဖြစ်ပါနော်ဒီကထိုင်းစကားပြောလေ့လာတဲ့သူတွေတနေ့ကိုနည်းနည်းဝင်လေ့လာပြီးတော့မိမိရအောင်ဒီလွတ်ချက်မှတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငါတို့ထမင်းစားနေတယ်ငါတို့ထမင်းစားနေတယ်ငါတို့ထမင်းစားနေတယ်ရောင်ဆိုတာငါတို့လည်းရတယ်ကျွန်တော်တို့လည်းရတယ်နော်ငါတို့ထမင်းစားနေတယ်ဆိုရင်ရောင်ကင်ခောက်ယူရောင်กินข้าวอยู่စာတိုင်းဆိုရင်တော့ရောအောင်ရောင်ရတန်ပေါ့နော်ဒါမဲ့တကယ်စကားပြောမှကြတော့သူတို့ထမ်းလူမျိုးတွေကရတန်ကိုမထွက်တော့ဘူးနော်လာတန်ပဲစာတို့ပြောတယ်အဲ့တော့လောင်กินข้าวอยู่လောင်กินข้าวอยู่ငါတို့ထမင်းစားနေတယ်ရောအောင်ရောင်ကိုဤနော်กินခေါ်အားဝခါမိုက်ထိုခောက်အော်ယောဦးယူမိုက်ယူရောင်กินข้าวอยู่လောင်กินข้าวอยู่အမှခောက်မှကြတော့เนาะဒီကသူ့ရဲ့စာတိုင်းဆိုရင်เนาะဒီကခောက်မှကြတော့ကျွန်တော်တို့ကဒီကသူ့ရဲ့စာတိုင်းဆိုရင်เนาะခေါ်အားရောခါဦးမိုက်ထိုခါဦးကိုကျွန်တော်အဲ့လိုပေါ့ခါဦးကိုမှကျွန်တော်တို့ကဒီကျွန်တော်ဒီကဟိုပေါ်လင်းတုံးနဲ့ဆိုတာပေါ့เนาะခေါ်အားရောခါဦးမိုက်ထိုခါဦးအဲ့တော့ဝူတန်လေးနောက်ကနေထည့်ဆိုပေးရမယ်เนาะဒီမှာပြီးလို့ရှိရင်သူ့နာမည်ဘယ်လိုခေါ်လဲသူ့နာမည်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်သူ့နာမည်ဘယ်လိုခေါ်လဲဆိုရင်ခေါင်ချឺအရိုင်ခေါင်ချឺအရိုင်သူ့နာမည်ဘယ်လိုခေါ်လဲခေါ်အောင်ခေါင်ချောချឺမအေချឺအမှချူမှကြတော့ချူမဟုတ်ဘူးတွားလေးစီပြီးချို့မှတွားလေးစီပြီးတော့ဆိုတွားမစင်ရတော့မပြီးဘူးပေါ့နော်ခေါင်ချឺအရိုင်ခေါင်ချឺအရိုင်ခေါ်အောင်ခေါင်ချောချឺမအေချឺရောအိုင်ရိုင်းခေါင်ချအရိုင်းပြီးရင်ဒီမှာကျွန်တော်အရင်စဉ်းစားအောင်မယ်ဆိုလို့ရှိရင်ผมคิดก่อนพอมอผมข้ออีดอคิดกอนอกอนมาเอก่อนผมคิดก่อนကျွန်တော်အရင်စဉ်းစားအောင်မယ်ဒီမှာသဘောမတူဘူးဆိုလို့ရှိရင်ไม่เห็นด้วยโมไอไม้มาเอไม้ฮอเอนอเห็นดอยอด้วยไม้โถด้วยไม่เห็นด้วยသဘောမတူဘူး